မင်္ဂလာပါကျမနာမည်ကတော့နန်းချစ်နန္ဒီဇော်ဖြစ်ပါတယ်ကျမကတော့အရင်တုန်းကတော့ကျမကအနုပညာလုပ်ငန်းကိုလုပ်ခဲ့ပါတယ်ကျမကမင်းသမီးလည်းဖြစ်တယ်လို့မျိုးအဆိုတော့လည်းဖြစ်ခဲ့ဘူးပါတယ်ဆိုတော့ဒီနေရာမှာကျမရဲ့အသက်တာပြောင်းလဲလာတဲ့အရာနဲ့ပတ်သက်ပြီးတော့မှကျမအနည်းငယ်သက်သေခံချင်ပါတယ်ကျမကငယ်ရွယ်စဉ်ကတည်းကခရီးယန်တူဖြစ်ပါတယ်ဆိုတော့ငယ်ငယ်တည်းကဘုရားကျောင်းတွေကိုသွားတယ်တခြင်းနေဆိုတယ်ဆိုတာကတော့ကျမအတွက်စိတ်နဲ့အရာတော့မဟုတ်ပါဘူးဒါပေမဲ့လည်းပဲကျမကခရီးယန်ဘာသာဓလေ့ထုံးတမ်းစင်လာထဲမှာပဲရှိနေခဲ့တဲ့သူတယောက်တော့ဖြစ်ပါတယ်ဆိုတော့အဖေကောမိကောကခရီးယန်ဖြစ်တယ်ကျမရဲ့အတိုင်းဝိုင်းတစ်ခုလုံးကလည်းခရီးယန်ဖြစ်ပါတယ်အဲ့ဒီတော့ကြောင့်မလို့ကျမကတနင်္ဂနွေနေ့တိုင်းဆိုရင်တရားကြောင်းသွားတယ်တခြင်းဆိုတယ်ဒီအရာတွေကတော့ကျမပုံမှန်လုပ်ဖြစ်နေကြအရာတွေပါပဲဒါပေမဲ့တကယ်ခရီးယန်ဆိုတဲ့ဘာသာတနည်းအားဖြင့်ခရီးယန်ဆိုတာကဘယ်ကနေဖြစ်လာလဲဆိုတဲ့အရာကိုကျမတည်တည်ချာချာနားလေသဘောပေါက်ခြင်းမရှိခဲ့ပါဘူး။ဘာကြောင့်လဲဆိုရင်ကျမကယေရှုခရစ်တော်နဲ့ယဉ်ကျေးကြောင်းဝင်မှုမရှိခဲ့ပါဘူး။ယေရှုခရစ်တော်ဖခင်နဲ့နှစ်ဖူးတွေဒူးတွေ့ခဲ့တဲ့အရာမျိုးကျမရဲ့သက်တာထဲမှာမရှိခဲ့ပါဘူး။အဲ့အတွက်ကြောင့်မလို့ကျမကအောင်မြင်မှုအတွက်ကျမကကြိုးစားတယ်။အထူးသဖြင့်အမှုပညာလုပ်တဲ့အခါမှာအများကြီးသူ့ထက်ငါအပြိုင်ဆိုင်ကျမအောင်မြင်မှုရဖို့ရန်အတွက်ကျမလှုပ်ဆောင်ခဲ့တယ်။ပြီးတဲ့အခါမှာကျမရဲ့နှလုံးသားကသူများရဲ့နဲ့ပြိုင်ဆိုင်လူစိတ်ရှိလာတယ်အောင်မြင်ဖို့အတွက်ကျမကစူးစမ်းတယ်ငွေကြေးကြစုံတစ်ခုရဖို့ရန်အတွက်ဘယ်သူမှ view မဆိုင်ဘဲနဲ့ကျမလှုပ်ချင်တာလှုပ်ခဲ့တဲ့အရာတွေအများကြီးရှိခဲ့ပါတယ်ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုရင်ခရစ်ယာန်တယောက်တော့ဖြစ်နေတယ်ဒါပေမဲ့ခရစ်တော်မိနစ်သက်တဲ့အမှုကျင့်နေခရစ်တော်မိနစ်သက်တဲ့အရာတွေကိုကျမကိုယ်တိုင်လှုပ်ဆောင်ခဲ့တဲ့သူတယောက်ဖြစ်ပါတယ်ဒါပေမဲ့အချိန်ကြာလာတော့ကျမရဲ့အသက်တာထဲမှာအမှုပညာလှုပ်တာကလည်း10နှစ်ကျော်9နှစ်လောက်ရှိလာပြီးအဲ့လိုမျိုးလှုပ်ဆောင်လာတဲ့အခါမှာကျမရဲ့အသက်တာထဲမှာတရက်ပြီးတရက်ဝိညာဉ်ရေးရာနဲ့ပတ်သက်ပြီးတော့မှခန်းချောက်လာတဲ့အရာတနည်းအားဖြင့်ကျမရဲ့အသက်တာထဲမှာကိုကြိုက်တာပဲကိုလုပ်တယ်ကိုမလုပ်ချင်တဲ့အရာဆိုမကောင်းဘူးဒီလိုမျိုးပေါ့နော်တစ်ဖက်သက်ဆန်တဲ့အတွေးခေါ်တွေကျမအနေနဲ့ဖြစ်လာတဲ့အခါမှာပျော်ရွှင်မှုကျမစီမှာမရှိတော့ဘူးဝမ်းမြောက်မှုကျမစီမှာမရှိတော့ဘူးလောကမှာငါဘာအတွက်အသက်ရှင်နေလဲဆိုတဲ့အရာကိုမသိတော့လောက်အောင်ကျမရဲ့အသက်တာလမ်းပြောက်ခဲ့ပါဆိုတော့အဲ့ဒီအချိန်မှာတော့လူတစ်စုံတစ်ဦးကိုလည်းအားကိုးလို့မရတော့သလိုငွေကြေးတစ်စုံတစ်ခုကိုလည်းအားကိုးလို့မရပါဘူးကျမရဲ့အထဲထဲမှာလိုအပ်နေတဲ့အရာကိုဘယ်သူမှမဖြစ်ပေးနိုင်ဘူးဆိုတာကိုကျမသိလာရပါတနေ့ကျတော့ယေရှုခရစ်တော်ဖခင်နဲ့ကျမတွေ့ခဲ့တယ်အိမ်မက်ထဲမှာဖြစ်ပါတယ်ဆိုတော့ဒီအရာကဒီအိမ်မက်တဲ့ညကကျမရဲ့တဘဝလုံးကျမရဲ့အနာဂတ်တစ်ခုလုံးကိုပြောင်းလဲသွားစေတဲ့ညဖြစ်ပါတယ်အဲ့ဒီအိမ်မက်ထဲမှာတော့ကျမအတူဆုံးပြောရမယ်ဆိုရင်အိမ်မက်ထဲမှာကျမကခေါင်းဝင်ဖြူလေးကိုဝတ်ထားတယ်ကျမအရန်လွတ်လပ်နေတယ်ဝမ်းမြောက်နေတယ်ကခုန်နေတယ်အဲ့ဒီအချိန်မှာပဲကျမအခန်းတောင်းနာလေးမှာအကောင့်တစ်ခုကိုကျမတွေ့ရတယ်အဲ့ဒီအကောင့်ထဲမှာဘယ်သူရှိနေလဲဆိုတာကျမတေချာတော့မသိဘူးအဲ့ဒါကြောင့်ကျမကစူးစမ်းလို့တဲ့နှလုံးသားနဲ့အဲ့ဒီအကောင့်သားကိုသွားပြီးတော့မှဘယ်သူလဲဆိုပြီးတော့မှကျမသွားကြည့်တဲ့အခါမှာအတူဆုံးပြောရရင်အဲ့အကောင့်ထဲကလူကကျမကိုယ်တိုင်ဖြစ်နေပါတယ်အဲ့ဒီရုပ်ကိုပြန်ပြီးမှကြည့်လိုက်တဲ့အခါမှာအကောင့်ထဲမှာရှိနေတဲ့ရုပ်ကတကယ့်ကိုပုတ်ပွားပြီးတော့မှနန်းစော်ပြီးတော့မှလောက်တေစားနေတဲ့တကယ့်ကိုကြည့်လို့မကောင်းတော့တဲ့ပုံစံကြီးဖြစ်နေပါတယ်ကျမရဲ့ခန္ဓာကိုယ်တစ်ခုလုံးပျက်စီးနေတယ်ဆိုတဲ့အရာကိုကျမတွေ့ရတယ်ကျမတေချာပေါက်သိတယ်ကျမရဲ့အသက်ဝိညာဉ်လောကကြီးတွေကနေထွက်သွားတဲ့အခါမှာကြံနေခဲ့မဲ့ခန္ဓာကိုယ်ကအဲ့လိုပုံစံမျိုးဖြစ်သွားမယ်ဆိုတာကိုကျမအဲ့အချိန်ကောင်းကောင်းသိပါကျမအရန်ကြောက်လန့်သွားတယ်အရန်တုန်လှုပ်သွားတယ်အဲ့အချိန်မှာအနောက်ဆုတ်ပြီးတော့မှကျမဒါဘလို့ဖြစ်ရတာလဲဆိုပြီးတော့မှကျမအဲ့လိုအံ့ဩနေတဲ့အချိန်မှာအနောက်ကနေပြီးတော့မှလူတစ်စုံတစ်ဦးကကျမနာကိုရောက်လာတယ်လူသားပုံစံပဲကျမနာကိုရောက်လာပြီးတော့မှကျမရဲ့ဒီပခုံးလေးကိုဒီလိုပုတ်တဲ့အခါမှာကျမလှည့်ကြည့်လိုက်တဲ့အခါမှာကျမသူ့ရဲ့မျက်နှာတော့မမြင်ရဘူးသို့တော်ညာလည်းပဲသူ့ရဲ့ခြေတော်ရင်းကိုကျမမြင်ရတယ်တေးကြတာကအဲ့ဒီသူကယေရှုခရစ်တော်ဖြစ်တယ်ဆိုတာကိုကျမနှလုံးသားထဲမှာကောင်းကောင်းသိနေတယ်အဲ့ဒီအချိန်မှာယေရှုခရစ်တော်ကကျမကိုဘာပြောလဲဆိုရင်ငါသမီးတဲ့နေအဲ့လိုပုတ်ပွားပြီးတော့မှပျက်စီးတော့မဲ့ခန္ဓာကိုယ်ရှိနေတဲ့နင့်ကိုငါအယမ်းချစ်တယ်ကျမကိုအဲ့ဒီတကြောင်လေးပဲပြောသွားတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီအချိန်မှာကျမသိလိုက်ရတဲ့အရာတစ်ခုကငါစူးစမ်းပြီးတော့မှတစ်သက်လုံးရှာဖွေနေတဲ့ငွေကြေးတွေငါစူးစမ်းပြီးတော့မှတစ်သက်လုံးတင်ဆင်နေခဲ့တဲ့ဒီလှပခြင်းတွေတနေ့ကျရင်အဲ့လိုပဲမြေမှုန့်ထဲမှာပျက်စီးသွားမယ်တနေ့ကျရင်ငါဟာအဲ့လိုလူမျိုးပဲဖြစ်သွားမယ်တကယ်အရေးကြီးတဲ့အရာကငါရဲ့အသက်ဝိညာဉ်ဖြစ်တယ်ငါတည်သွားပြီးတဲ့အခါမှာကောင်းကင်နိုင်ငံကိုသွားရမလားငရဲကိုသွားရမလားဆိုရဲစိတ်ချမှုကျမစီမှာမရှိတဲ့အခါမှာကျမအဲ့ဒီအိမ်မက်ကနိုးထလာတဲ့အခါမှာတကယ်ကိုကျမချုံပွဲချငိုတယ်ငိုပြီးတော့မှယေရှုခရစ်တော်ဖခင်ကိုကျမစကားဆပြီးတော့မှပြောခဲ့ပါတယ်အဲ့ဒီနေ့ကနေစပြီးတော့မှကျမကကောင်းကောင်းသိခဲ့တဲ့အရာတစ်ခုကကျမရဲ့ကိုယ်ခန္ဓာကြီးဒီတနေ့ကျရင်ညီကြီးထဲမှာပဲ
ပုတ်ပွားပြီးပျက်စီးသွားမှာဖြစ်တယ်မြေမုံကလာတာဖြစ်တဲ့အတွက်ကြောင့်မလို့မြေမုံခံကိုပြန်ပြီးမှသွားရမယ်တနေ့ကျရင်တော့ကျမရဲ့အသက်ဝိညာဉ်ကယေရှုခရစ်တော်နဲ့အတူတူရှိဖို့လိုတယ်ထာဝရအသက်ရှင်ခြင်းရဖို့လိုတယ်ဆိုတာကိုကျမကောင်းကောင်းသိသွားပါတယ်အဲ့ဒီနေ့ကနေစပြီးတော့ယေရှုခရစ်တော်နောက်ကိုလိုက်ဖို့ရန်အတွက်ကျမဆုံးဖြတ်ချက်ချတယ်တစ်သက်လုံးကိုးကွယ်ခဲ့တဲ့ဘာသာရေးထုံတန်းစင်လာကနေပြီးတော့မှကျမလွတ်မြောက်ပြီးတော့မှယေရှုခရစ်တော်နဲ့အတူတကွနေရစနေမှာတွာလာတဲ့အသက်တာမျိုးကျမအနေနဲ့ရရှိခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့အခုကြည့်ရှုနေတဲ့မိသားစုတွေကိုကျမကခွန်အားပေးခြင်းနဲ့ကျမရဲ့အသက်တာအားဖြင့်ကျမတို့ဒီတနေ့နေ့တစ်ချိန်ချိန်ကြာရင်ဒီလောကကြီးကနေပြီးတော့ကျမတို့ထွက်သွားရမှာဖြစ်တယ်အဲ့လိုထွက်သွားရတဲ့အခါမှာကျမတို့ရဲ့အသက်ဝိညာဉ်ကဘယ်သွားမလဲကောင်းကင်ကိုသွားမှာလားငရဲကိုသွားမှာလားထာဝရအသက်ရှင်ခြင်းလားထာဝရတည်ခြင်းလားဆိုတာကိုယခုကျမတို့အသက်ရှင်နေတဲ့အချိန်မှာဆုံးဖြတ်လို့ရပါတယ်ရွေးချယ်လို့ရပါတယ်ဒါကြောင့်မိတ်ဆွေတင်ကိုယ်တိုင်ကအဲ့ဒီရွေးချယ်မှုကိုပြုရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမဒီຢာလေးကိုတိုက်တွန်းနှိုးဆော်ခြင်းနဲ့ယေရှုခရစ်တော်ဖခင်တပါးအဓိကတာနဲ့တင့်အတွက်အဖြစ်ဖြစ်ပါတယ်ယေရှုခရစ်တော်ဖခင်တပါးအဓိကတာနဲ့တင့်ကိုထာဝရအသက်ရှင်ခြင်းနဲ့ကောင်းကင်နိုင်ငံတော်မှာအသက်ရှင်ခွင့်ပေးမဲ့တပါးဒီတော်ဘုရားသခင်ဖြစ်ပါတယ်။ဒါကြောင့်မလို့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံလိုက်ခြင်းဟာတင့်ရဲ့ယခုဘဝနံဘဝထာဝရကာလတိုင်အာမခံချက်ကိုရရှိမှာဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုကျမရဲ့အသက်တာနဲ့ပတ်သက်ပြီးတော့မှတသက်ခံဝေမျှပေးချင်ပါတယ်။တယောက်ချင်းစတဲ့ပုံမှာဖျားရှင်သားရဲ့ကောင်းချီးပေးပါစေ။